မင်္ဂလာပါခင်ဗျာ idea မြန်မာကနေပြီးတော့ master 15ရက်နေ့ကဘာတလွားမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလို့ရဖြစ်ပါတယ်တင်ပြပေးမဲ့သတင်းတွေကတော့ဟော်မုတ်ရေလဲစားကိုဆက်လက်ပိတ်ဆို့ထားမှာဖြစ်ကြောင်းအီရန်ခေါင်းဆောင်သစ်ပြောတယ်ဆိုတဲ့သတင်းအီရန်ရဲ့ပိတ်ဆို့မှုကြားမှာနိုင်ငံများစွာကဟော်မုတ်ကိုစစ်သမောများဆေလွတ်မယ်လို့ Trump ပြောတယ်ဆိုတဲ့သတင်းအမေရိကန်နဲ့ကျူးဘားအစိုးရကြားအဆင့်မြင့်ဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဆိုတဲ့သတင်းအီရန်ကခါကျွန်းကိုအမေရိကန်ကဘုံကျဲတယ်ဆိုတဲ့သတင်းပင်လယ်ကွေ့ဒေသအတွင်းဗန်တွေကဗန်ခွဲတွေကိုယာယီပိတ်သိမ်းတယ်ဆိုတဲ့သတင်းနဲ့မြောက်ကိုရီးယားရန်ပုံငွေထောက်ပံ့ပေးနေတဲ့ကုမ္ပဏီနှစ်ခုနဲ့လူပုဂ္ဂိုလ်6ဦးကိုအမေရိကန်ကပိတ်ဆို့တယ်ဆိုတဲ့သတင်းလိုပဲဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ဟော်မုတ်ရေလက်ချောင်းကိုဆက်လက်ပိတ်ဆို့ထားမှာဖြစ်ကြောင်းအီရန်ခေါင်းဆောင်သစ်ပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးတို့ဟာခုခံရင်ဆိုင်ရေးအတွက်ဟော်မုတ်ရေလက်ချောင်းကိုဆက်လက်ပိတ်ဆို့ထားမှာဖြစ်ကြောင်းအီရန်ခေါင်းဆောင်သစ်မစ္စတာဘာအလီခါမီနီကမက်စလာ22ရက်နေ့မှာပြောကြားလိုက်တယ်လို့သိရပါတယ်။အီရန်နိုင်ငံဟာထိထိရောက်ရောက်ကာကွယ်နိုင်ရေးနဲ့ရန်သူနိုင်ငံများရဲ့နောင်တရစေရေးတို့အတွက်မိမိတို့အနေဖြင့်ဟော်မုတ်ရေလက်ချောင်းကိုပိတ်ဆို့ရေးနည်းလမ်းများကိုဆက်လက်ကျင့်သုံးမှာဖြစ်ကြောင်းအီရန်ခေါင်းဆောင်သစ်မော့စတာဘာကကြေညာချက်မှာဖော်ပြထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့အီရန်ရဲ့ပိတ်ဆို့မှုများကြားမှာနိုင်ငံများစွာကဟော်မုတ်တို့စစ်သမောများဆေးလွတ်မယ်လို့သမ္မတထရန့်ပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကမ္ဘာရေနံနဲ့သဘာဝဓာတ်ငွေ့ရေးစုစုပေါင်း9ပုံတပုံကပြတ်တန်းရာဟော်မုတ်ရေလဲကြားအား strike.hormuz ကိုဆက်လက်ဖွင့်ပေးထားနိုင်ရန်အတွက်နိုင်ငံများပြားမှာစစ်သင်္ဘောများဆေလွတ်လိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။သို့သောမိသည့်နိုင်ငံများကပါဝင်မယ်ဆိုတဲ့အသေးစိတ်ချက်လက်ကိုဖော်ပြပြောဆိုခြင်းမရှိခဲ့ပါဘူး။အမေရိကန်ကအစ္စရေးမဟာမိတ်များနဲ့အီရန်တို့ကြားစစ်ပွဲဖြစ်ပွားနေသည်မှာ15ရက်မြောက်ရောက်ရှိလာပြီဖြစ်ပြီးလက်ရှိမှာအဆိုပါအလွန်ရေးပါသောရေလမ်းကြောင်းမှာထိရောက်စွာပိတ်ဆို့ခြင်းခံထားရစဉ်အတွင်းမှာအခုကဲ့သို့ပြောကြားခြင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ကအမေရိကန်ဟာအီရန်ရဲ့ကမ်းခြေတစ်လျှောက်ကိုပြင်းပြင်းထန်ထန်ဘုံကျဲတိုက်ခိုက်သွားမှာဖြစ်ပြီးအီရန်ရဲ့လှေများနဲ့သင်္ဘောများကိုပင်လယ်အတွင်းနှိမ့်မြုပ်ပစ်သည့်အထိဆက်လက်ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ကြေညာပြုခဲ့ကဟော်မုတ်ရေလက်ချောင်းကိုပွင့်လင်းဘေးကင်းပြီးလွတ်လပ်သော open safe and free လမ်းကြောင်းဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ကြုံဝါခဲ့ပါတယ်။သမ္မတထရန့်ရဲ့ပြောကြားချက်များပေါ်တုံ့ပြန်တဲ့အနေနဲ့အီရန်အစ္စလာမစ်တော်လှန်ရေးစောင့်တပ်ဖွဲ့ IRGC ရဲ့ရေတပ်ဦးစီးချုပ်အလီရေဇာတန်စီရီကဟော်မုတ်ရေလက်ချောင်းကိုစစ်ရေးအရလုံးဝပိတ်ဆို့ထားခြင်းမရှိသေးပဲအီရန်ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့အမေရိကန်နဲ့ကျူးဘားဆိုရာကြားအဆင့်မြင့်ဆွေးနွေးမှုများစတင်ပြုလုပ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နဲ့ကျူးဘားဆိုရာတို့ကြားအဆင့်မြင့်ဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်းကျူးဘားသမ္မတကအတည်ပြုခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးမှုများမှာနိုင်ငံခြားပြဿနာများကိုဆွေးနွေးညှိနှိုင်းကအပြည့်ဆိုင်ရန်ရည်ရွယ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။အဆိုပါဆွေးနွေးမှုမှာဖြစ်ပေါ်လာခြင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကျူးဘားပေါ်ရေနံပိတ်ဆို့မှု Iron Block ချမှတ်ထားသဖြင့်နိုင်ငံအတွင်းလျှက်စစ်ပြတ်တောက်မှုလောင်စာနဲ့စီးပွားရှားပါးမှုများဖြစ်ပေါ်နေတဲ့အရေးပေါ်စီးပွားရေးအခက်အခဲကြောင့်ဖြစ်တယ်လို့သတင်းများမှာဖော်ပြပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့အီရန်ရဲ့ခါကျွန်းကိုအမေရိကန်ကဘုံကျဲတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်ကုကဲမှုဌာနချုပ်ဟာအရှေ့လေပိုင်းသမိုင်းတစ်လျှောက်မှာဘုံကျဲတိုက်ခိုက်မှုတွေထဲမှာအထီးရောက်ဆုံးတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပြီးအီရန်ရဲ့အမတန်ကိုအဓိကကြတဲ့ခါကျွန်းပေါ်စီးရေးဆိုင်ရာပြစ်မှန်အလုံးကိုလုံးဝချေမှုန်းနိုင်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖလော်ရီဒါကိုသွား Air Force One ပေါ်မှာတက်ပြီးမကြာမီမှာသူ့ရဲ့ Truth Social လူမှုမီဒီယာမှာရေးသားခဲ့တယ်လို့သိရပါတယ်။ကျွန်းပေါ်ကနေရေနံဆိုင်ရာအခြေခံအဆောက်အအုံတွေကိုဖယ်ရှားဖို့အတွက်ကျွန်တော်တို့မဆုံးဖြတ်ခဲ့ပါဘူး။ဒါပေမဲ့ဟော်မုတ်ရေလက်ကြားကနေသင်္ဘောတွေလွတ်လွတ်လပ်လပ်လုံလုံခြုံခြုံဖြတ်သန်းသွားလာခွင့်ကိုတယောက်တစ်ခုခုကတားဆီးပိတ်ပင်မယ်ဆိုရင်တော့ဆုံးဖြတ်ချက်ကိုပြန်စင်းသားပါတော့မယ်လို့ထရန့်ကဆက်လက်ရေးသားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့ပင်လယ်ကွေ့ဒေသအတွင်းဗန်တွေကဗန်ခွဲတွေကိုယာယီပိတ်သိမ်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ UAE နိုင်ငံဒူဘိုင်းမြို့ရှိအဓိကဗန်နာရေးဆောင်ဖြစ်တဲ့ဒူဘိုင်းနိုင်ငံဗန်နာရေးစင်တာ DIFC နီးမှာအီရန်ရဲ့မောင်းသူမဲ့ဒင်းပစ္စည်းတွေကြားရောက်ခဲ့ပြီးနော်ဒူဘိုင်းရဲ့ဗန်နာရေးဘိုးဌာနချုပ်ဖြစ်ရည်တည်မှုဟာထိခိုက်မှုတွေရှိလာတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ပင်လယ်ကွေ့ဒေသအတွင်းပြည်တွင်းနဲ့နိုင်ငံတကာဘဏ်တွေဟာဘဏ်ခွဲတွေကိုယာယီပိတ်သိမ်းပြီးဝန်ထမ်းတွေကိုအိမ်ကနေအလုပ်လုပ်ဖို့ညွှန်ကြားခဲ့ပါတယ်။ဘာရိန်းနိုင်ငံမနာမာမြို့မှာရှိတဲ့ Standard Chartered ဘဏ်ခွဲနဲ့ကတ္တာနိုင်ငံက HSBC ဘဏ်ခွဲတွေကိုယာယီပိတ်ထားပြီး PwC နဲ့ Deloitte တို့လိုကုမ္ပဏီတွေကလည်းဒူဘိုင်းမှာရှိတဲ့ရုံးခန်းတွေကိုပိတ်ထားလိုက်တယ်လို့သိရပါတယ်
နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့မြောက်ကိုရီးယားကိုရန်ပုံငွေထောက်ပံ့ပေးနေတဲ့ကုမ္ပဏီ2ခုနဲ့လူပုဂ္ဂိုလ်6ဦးကိုအမေရိကန်ကပိတ်ဆို့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့အစင်လက်နက်အစီအစဉ်များအတွက်ရန်ပုံငွေထောက်ပံ့ပေးနေတဲ့ကုမ္ပဏီ2ခုနဲ့လူပုဂ္ဂိုလ်6ဦးကိုအမေရိကန်ကဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့သိရပါတယ်။အဆိုပါကုမ္ပဏီများနဲ့လူပုဂ္ဂိုလ်များဟာပြည်ပနိုင်ငံများရှိ IT လုပ်သားများကိုအသုံးပြုပြီးမြောက်ကိုရီးယားအတွက်ငွေကြေးရှာဖွေပေးနေတဲ့လုပ်ငန်းစဉ်များတွင်ပါဝင်ပတ်သက်နေခြင်းကြောင့်အမေရိကန်ကအရေးယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခုတင်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လွှားမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးချယ်ကောက်နှုတ်ပြီးပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါခင်ဗျာ။